နောက်ဆိုအခုအမြင်လေးနဲ့ဒီနေ့ပွဲစဉ်မှာကိုရလက်လေးဘယ်လိုမျိုးပုံစံလေးဖြစ်လာနိုင်မလဲဗျဟုတ်ကဲ့ပါကွကျွန်တော်ပထမဆုံးပြန်ပြီးတော့ကြည့်ရမှာ United အနေနဲ့သွင်းကိုတွေ၄ဂိုးလောက်ထိခွင့်ပြုခဲ့တဲ့ပွဲလေးဒီကြားထဲမှာ၃ပွဲလောက်ထိရှိသွားရပါတော့ဒါပေမဲ့အဲ့မှာပြန်ပြီးကြည့်ရမှာဆို Lion နဲ့ပွဲစဉ်မှာကျွန်တော်၄ဂိုးထိခွင့်ပြုခဲ့ရဆိုပေမဲ့မိနစ်90အတွင်းကစားခဲ့တာတူဆိုရရက်လက်ပေါ့နော်နောက်ထပ်ပြန်ပွဲတွေဖြစ်တဲ့ကျွန်တော်ဒီ Newcastle တို့ Brentford တို့ရှုံးနေခဲ့တဲ့ပွဲစဉ်တွေမှာ၄ဂိုးထိပေးခဲ့ရတယ်ဆိုတဲ့အနေအထားမှာ United ကခံစင်းတဲ့ဂိုးသမားမှာအဲ့ပွဲစဉ်တွေမှာအရင်ကစားသမားတွေ၃ဝါးရဆိုတဲ့အနေအထားကိုကျွန်တော်ပြန်ပြီးတော့တွေးခဲ့ရတယ်ဗျအဲ့ဒီအနေအထားအရတော့ United အနေနဲ့သူတို့အသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ Andrew Onana တို့ Kanseka Harry Maguire တို့ Ru တို့ Lindelof တို့ပေါ့နော်အခုလက်ရှိကစားဖို့အတွက်အဆင်ပြေဆုံး3ယောက်တန်းနေပြီးရင်ဒေါကူတို့မာဇာရိုလိုခန်စစ်တန်းကလည်း9ယောက်ကအပြည့်ကလည်းမမချာချာကစားမယ်ကွင်းလေကလည်းကက်စမီရိုတို့အူဂါဒေတို့ဘရူနိုဖာနက်ဒက်တို့အဓိကကစားသမားတွေနဲ့အပြည့်အဝကစားတဲ့ပွဲစဉ်တွေမှာ United ခန်စစ်ကအဲ့လောက်ကြီးတော့အရင်ကဆူဆူဝါတော့မရှိဘူးပေးကိုတွေကတော့ခွင့်ပြုရတာမှန်တယ်ဒါပေမဲ့သူတို့ရဲ့ပေးကိုခွင့်ပြုရတဲ့နှုံးရတော့အဲ့လိုမျိုး4-5ခုလောက်ထိခွင့်ပြုခဲ့တဲ့ပွဲစဉ်တွေကတော့အရင်ကစားသမားတွေနဲ့အရင်ကုသမားတွေတုံးတဲ့အချိန်တွေမှာပဲကျွန်တော်တွေးခဲ့ရတာဗျအဲ့တော့ဒီပွဲစဉ်မှာတော့အဲ့လိုနေတာထပ်ပြီးတော့ဖြစ်လာနိုင်မှုလို့ဆိုတော့နည်းနည်းလေးတော့ရာခိုင်နှုန်းနည်းတယ်ပြီးတော့တစ်ဖက်ကဘီဘာအိုကဒီပွဲစဉ်မှာပြောမယ်ဆိုပထမကြော3ဂိုးကိုမရှိဆိုရက်လက်ကိုပြန်ပြီးတော့ပြောင်းပြန်လန်ပြီးလာကစားဖို့ရှိတယ်ဆိုတဲ့အနေထားသူတို့အသင်းတွေနဲ့ပွဲစားတဲ့တိုက်စစ်ပြီးတိုက်စစ်အောင်စိုက်ပြီးတော့ PR များများနဲ့ကစားရမယ်ဆိုတဲ့အနေထားမှာ United အနေနဲ့ဒါလေးကိုဒါပွဲချိန်ပေါ့နော်15မိနစ်20လောက်တည်းမှာကောင်းကောင်းလေးထိန်းချုပ်နိုင်ပြီးတော့သူတို့အသင်းရဲ့ counter attacking တာအလုပ်ဖြစ်သွားခင် United အနေနဲ့ဥဆောင်ကိုတကူတာစရသွားခင်ဘီဘာဝဲပွဲစဉ်ကပြီးသွားပြီဗျထပ်ပြီးတော့ကျန်တဲ့ပွဲချိန်တွေမှာ United အနေနဲ့တောင်းတတာပဲပွဲကိုထိန်းချုပ်ကစားပြီးတော့ပဲဘီဘာအိုအသင်းကိုပြောမယ်ဆိုရင်အမားထက်ဆောင်ပြီးတော့ပဲအခွင့်အရေးရရင်ရသလိုတွင်းကိုထက်ရရှိဖို့တော့ပဲကစားရမယ်ဆိုရင်အနေထားမှာ United အနေနဲ့ဒီပွဲစဉ်ပြောမယ်ဆိုသူတို့မှာ PR ဘာမှမရှိသလောက်နည်းနေပြီ PR တွေအများပြားနဲ့လာအောင်ကစားရမှာဧည့်သည်ဘီဘာအိုအဲ့တော့ဒီပွဲစဉ်အနေထား United အနေနဲ့ဒါတော့ထပ်ပြီးတော့အခွင့်အရေးကိုလက်လို့ခံပြီးတော့ကျွန်တော်တို့ final တက်ရောက်ဖို့အခွင့်အရေးကိုတော့အနီးကပ်ဆုံးအနေထားကနေပြန်ပြီးတော့ United အနေနဲ့အမားခံမှာမဟုတ်တော့ဘူးအမော်ရီအနေနဲ့လည်း Premier League မှာလုံးဝအောင်မဆိုင်ပဲနဲ့ဒီ Europa League ကိုပဲအောင်ဆိုင်တယ်ဆိုတော့လည်းပြီးခဲ့တဲ့ပွဲစဉ်တွေမှာတည်းကကျွန်တော်တို့သိတာနေပြီလူစင်းရရော Premier League မှာဆိုရင်ကစားတဲ့ United အသင်းရဲ့ကစားပုံတွေကစားသမားတွေအားထုတ်မှုအရာဝါစာကွာခြားမှုရှိတယ်Europa League မှာကစားတဲ့ကစားသမားတွေဒီခနာချရိုးဆို Premier League မှာမကစားမှုကစားရဒါပေမဲ့ Premier League မှာကစားတဲ့ကစားအားနဲ့ Europa League မှာကစားတဲ့ကစားအားအစကွာခြားမှုတွေကျွန်တော်တွေးရတယ်အဲ့တော့ဒီပွဲစဉ်မှာတော့ United အနေနဲ့အထပ်ပြီးတော့အမားခံမယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒါအပြင်မှာပြီးခဲ့တဲ့ Brentford နဲ့ပွဲစဉ်မှာ Ahmed Diallo တို့ရောခနာချိုတို့ရော Mason Mount တို့ရောကွင်းလင်ကနေတွင်းကိုတွေပြန်ပြီးရရှိအောင်စောင့်ဆောင်ထားနိုင်နေတာဆိုတော့ဒီကစားသမားတွေရဲ့တဦးချင်းဆိုင်ရာပေါ့နော် personality ဘိုင်းကကျွန်တော်ဒီ motivation အရာလေတို့ဒီစိတ်အားထက်သန်မှုလေးရှိနေမယ်စိတ်သက်ပိုင်းဆိုင်ရာလေအတက်ဖက်လေးရောက်နေမှာရှိရတဲ့ကြောင့်ဒီပွဲစဉ်မှာဒါဒီ United တော့ကောင်းတဲ့အချက်အဲ့တော့ပြီးခဲ့တဲ့ Brentford နဲ့ပွဲစဉ်မှာကစားသမားအချို့လည်းအနားရထားတယ် Bruno Fernandes တို့ Casemiro တို့ Willian တို့ဆိုလည်းအပြေးအနားရထားတဲ့အပြင်မှာခန်စစ်ကဒီလစ်တန်ရရှိသွားတဲ့တခုတာ United အတွက်ပြောရမယ်ဆိုတော့အပေါင်းလက္ခဏာမဆောင်ပဲအနှုတ်လက္ခဏာဆောင်ခဲ့တဲ့အနေအထားလေးဖြစ်သွားတာဒါပေမဲ့ကွင်းလေက Mason Mount တို့ကျွန်တော် Ahmed Diallo တို့ Garnacho တို့ရဲ့သွင်းကိုတွေက United အတွက်အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုလေးတွေရှိခဲ့အဲ့တော့ဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့တော့ကြည့်ရမယ်ဆိုရင် United အနေနဲ့တော့ထပ်ပြီးတော့အမားခံမှာမဟုတ်သလို Bilbao အနေနဲ့တော့ပွဲစားတဲ့ရတာ United ကိုကျွန်တော်ဒီမစင်မချင်းပေါ့နော်ကျွန်တော်ဒီ PR တွေအောက်ကတိုက်စစ်ပြီးတိုက်စစ်ဖွင့်ကစားတဲ့အခါကျရင် United ကတံမြန်တိုက်စစ်ကို Bilbao အနေနဲ့တော်တော်လေးကိုဒုက္ခရောက်ပြီးတော့တင်ချိုးရဖို့ရှိလိမ့်မယ်အဲ့တော့ကြောင့်ဒီပွဲစဉ်မှာတော့ United အနေနဲ့တော့ Bilbao အသင်းကိုထပ်ပြီးတော့ရက်လက်ကောင်းတစ်ခုရရှိအောင်စောင့်ဆောင်သွားနိုင်မယ်ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်ထင်မိပြီးတော့ United အနေနဲ့နိုင်ခဲ့မယ်ဆိုတော့ Bilbao အသင်းရဲ့တိုက်စစ်ကလည်းအလုံးမဖြစ်လို့ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲဆက်လိုက်လဲဂိုးဘောပြောက်ခဲ့တဲ့တိုက်စစ်ကဒီပွဲစဉ်မှာလည်းအလုံးမဖြစ်ခဲ့ဘူးဆိုရင်တော့ United အနေနဲ့တကူကူမရှိဆိုရရက်လက်မျိုးဒါမှမဟုတ် Bilbao အသင်းရဲ့တိုက်စစ်ကအလုံးဖြစ်ခဲ့လို့တွင်းကိုတကူလောက်ရရှိခဲ့တယ်ဆိုရင်တော့ United အနေနဲ့နှစ်ကူလောက်ပြန်သွင်းနိုင်တယ်ဆိုတဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကျွန်တော်ဒီ PR အများကြီးမရှိဘူးဆိုတဲ့အနေအထားတော့ United အနေနဲ့ဒီပွဲစဉ်ကိုနိုင်ဖို့အတွက်ရာခိုင်နှုန်းများပြီးတော့နိုင်ခဲ့မယ်ဆိုရင် 1-0 2-1ဆိုရရက်လောက်နဲ့နိုင်သွားမယ်ပွဲစဉ်တွေထပ်ပြီးတော့ဖြစ်မယ်လို့ကျွန်တော်ကတော့ထင်မိပါခင်ဗျဟုတ်ကဲ့ကို